ဖောက်ပြန်ရမှာကခံနိုင်ရဲ့အလုပ်နာတာချင်းတူပေမဲ့တနာနဲ့တနာမတူဘူးကျင်နာချင်းတူပေမဲ့တကျင်နဲ့တကျင်မတူဘူးကြိုက်တာချင်းတူပေမဲ့တကိုက်နဲ့တကိုက်မတူဘူးဒီလိုဆိုတော့တစ်ခုပြီးနောက်တစ်ခုတစ်ခုပြီးနောက်တစ်ခုတစ်ခုပြီးဆိုတာကအဲ့ဒီတစ်ခုကမရှိတော့ဘူးပြတ်သွားပြီနောက်တစ်ခုအသစ်ပေါ်တယ်မရှိတော့ဘူးပြတ်သွားပြီနောက်တစ်ခုအသစ်ပေါ်လာတယ်ပြီးတဲ့နေရာမှာအပြည့်ရောက်လာတယ်ပြတ်တဲ့နေရာမှာအဖြစ်ရောက်လာတယ်တစ်ခုနဲ့တစ်ခုမတူတာသိပင်နေရင်တစ်ခုပြက်လို့နောက်တစ်ခုအစားထိုးတာနာရာကြီးကပျောက်သွားပြီလားပျောက်ချင်လည်းပျောက်မယ်မပျောက်ချင်လည်းမပျောက်ဘူးပေါ့ဘုန်းကြီးတို့ယောဂီတွေကအစာကလေးကနေအနာပြတ်ဖို့ရှုနေရလားအနာပြတ်ဖို့ဆိုရင်တော့တရားလာရှိဖို့မလိုပါဘူးဆရာဝန်စီသွားပြီးဆေးထိုးရုံပဲရှိတယ်ဟိုဘက်ဒီဘက်တွေမှာခေါင်းကလေးတွေလည်းခံမနေနဲ့တုံးကလေးတွေခံမနေနဲ့အနာမခံချင်ဘူးဆိုရင်လည်းတရားကိုမရှုနဲ့နာတယ်ဆိုတာကခန္ဓာရဲ့သဘောခန္ဓာရဲ့သဘောကိုလာကြည့်ပါလေဆိုမှခန္ဓာရဲ့ဖောက်ပြန်မှုကိုမဖြစ်အောင်တားထားတယ်ဆိုရင်ဘာကိုသွားကြည့်မှာလဲနာတာကျင်တာကြိုက်တာခဲတာတွေမရှိဘူးဆိုရင်ဘာသွားကြည့်မှာလဲကြည့်စရာမရှိရင်ဘာလို့အချိန်လာဖြုံးနေလဲအိမ်မှာပဲတောတောင်တတာနဲ့နေပေါ့ရိတ်သားမှာအပင်ပန်းလာခံနေတာကခန္ဓာရဲ့သဘာဝဖြစ်စဉ်တွေကိုသိဖို့ပဲနာကျင်နာကျင်ကျင်ကျင်ကြိုက်ချင်လဲကြိုက်ပါစေပေါ့ဘုန်းကြီးတို့ကျောင်းမှာဆိုရင်ထိုင်ခုံနဲ့တရားထိုင်တာကိုလက်ခံတယ်ခွင့်ပြုပါတယ်သို့တော့မကြိုက်ဘူးဘာကြောင့်မကြိုက်တာလဲဆိုရင်နာရာကျင်တာကိုအကာအကွယ်လုပ်နေရင်ခန္ဓာရဲ့သဘာဝဖြစ်စဉ်ကိုအကာအကွယ်ပေးတဲ့သဘောဖြစ်နေလို့ခန္ဓာရဲ့သဘာဝဖြစ်စဉ်ကိုအကာအကွယ်ပေးထားပြီးဆိုကြတဲ့ကဘာကိုသွားရှုမှာလဲရှုစရာရှိသေးရဲ့လားအဲ့ဒီကလေးကတရားတွေ့ဖို့မလွယ်တော့ဘူးကျမ်းမြေမှာထိုင်လို့3ရက်နဲ့တမာရီရတဲ့ပုဂ္ဂိုလ်တရားတွေ့တဲ့ပုဂ္ဂိုလ်ဟာထိုင်ခုံနဲ့ထိုင်ရင်10ရက်လောက်နဲ့တရားတွေ့ဖို့မလွယ်နိုင်ပါဘူးခန္ဓာကနာမယ်ကျင်မယ်ဖောက်ပြန်မယ်ဖောက်ပြန်ရမှာကခန္ဓာရဲ့အလုပ်ပါဖောက်ပြန်တာကိုမြင်အောင်ကြည့်မှာကယောဂီရဲ့အလုပ်ပါဝိညာဉ်သားသူဟာခရစ်တစ်ပြပါလေဗျာ